ပြန်မတက်ရမချင်းမကျေနပ်နိုင်ဘူးတွေ့ရင်တော့တေဖို့သာပြင်ထားအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာသတ္တနာတမ္မနောတုကတောလောကဝိတုတောနယ်ကြီးကတော့ရှေးဟောင်းပုံမီနေတဲ့အတိုင်းနေကင်းကြောင်တောင်မှာတော့အုပ်ဆိုင်မှောင်မှိုက်နေခဲ့တယ်ဗျ။နေအောင်ကြီးကအပင်ကြီးတွေအကိုက်ခတ်တွေချားကနေမနှဲကိုတိုးထွက်နေရပါတယ်။အရှင်ဝိမလာနဲ့ငကားလေးတို့ရခိုင်ရိုးမတောနယ်ကြီးတွေကိုဝင်ရောက်လာခဲ့ကြတယ်ဗျ။လမ်းတစ်လျှောက်မှာနှစ်ပေါင်းရာချီတက်တန်းရှိပုံရတဲ့ညောင်မင်းကြီးတွေတိရစာပင်ကြီးတွေကိုတွေ့ရတိုင်းအရှင်ဝိမလာကတော့တင်းငိမ့်စွာမေတ္တာပို့သနေတတ်ပါတယ်။ငကားလေးကတော့အံ့ဩတကြီးနဲ့လိုက်လံကြည့်ရှုနေခဲ့တယ်ဗျ။ခရီးလမ်းကတော်တော်လေးကိုကျမ်းပါတယ်။၆ကမ်းမတွေကိုကိုယ်ပတ်သွားရတယ်လို့စမ်းကြောင်းငယ်လေးတွေကိုလည်းဖြတ်ကျော်ခဲ့ရတယ်ဗျ။အဲ့လိုနဲ့2ရက်လောက်ခီးဆက်ပြီးတဲ့နောက်မှာတော့တောင်ကြားလမ်းလေးတစ်ခုရဲ့အဆုံးမှာလူနေရွာငယ်လေးတွေကိုလှမ်းမြင်လိုက်ရပါတယ်။အဲ့ဒီရွာတော်တော်ထူးဆန်းနေဗျ။အိမ်တွေကိုကြည့်လိုက်တော့ဝါးထရံကပြီးဘလုံးခြေတိုင်မြင့်မြင့်နေနဲ့စောက်ထားတဲ့အိမ်လေးတွေပါ။ရွာသားတွေရဲ့ပုံစံတွေကသူတို့ရဲ့ရိုးရာယဉ်ကျေးမှုကိုဖော်ပြနေတယ်လို့ပါပဲ။အရှင်ဝိမလာတို့ရွာလယ်လန်းအတိုင်းဝင်လာတော့ရွာသားတွေကအလုံးလုံးနေရင်းနဲ့အရှင်ဝိမလာတို့ကိုအထူးအဆန်းနေလို့ဝိုင်းကြည့်နေခဲ့ကြတယ်ဗျ။အရှင်ဖျားတို့ဘယ်အရက်ဒေတာအများကြွားချီလာခဲ့ကြတာပါလဲဖျားဒီလိုတောနယ်ကြီးတွေကိုဘယ်လိုများရောက်လာတာပါလဲမေးတာတမျိုးတော့မထင်ပါနဲ့ဖျားအကြောင်းကတော့ဒီရွာကိုလူအယောက်ပေါင်းနေတာတော်တော်ကြာပြီမို့လို့ပါဩဒီလိုပါတကားကြီးရဲ့ကိုတော်တို့ကခရီးသွားတွေပါသွားရင်လာရင်လည်းဒီရွာလေးကိုတွေ့လို့ခဏဝင်လာတာပါတကားကြီးတကားကြီးတို့ရွာတာယာအေးချမ်းလှတာပဲကွအဲ့နောက်ရွာသားကြီးကအရှင်ဝိမလာတို့ကိုသူ့အိမ်စီပင့်သွားခဲ့ပါတယ်ဦးလေးတို့ရွာလူတွေကတမျိုးတော့တမျိုးပဲဗျာကျွန်တော်တို့ဝင်လာတော့ကကျွန်တော်တို့ဘယ်လိုကြီးတွေကြည်နေကြတာလဲမသိဘူးကျွန်တော်စိတ်တွေတမျိုးကြီးပဲတမျိုးမတွေ့ပါနဲ့ငါတူရဲ့ဦးလေးတို့ရွာလူတွေကလွန်ခဲ့တဲ့3နှစ်လောက်ကလေးကလူစိမ့်နေဆိုရင်အခုလိုပဲနည်းနည်းသတိထားပြီးတော့နေနေရလို့အဲ့ပုံစံတွေ့ရတာစိတ်ရင်းကတော့အားလုံးကောင်းကြတယ်ကွယ်လွန်ခဲ့တဲ့3နှစ်ကဘာဖြစ်ခဲ့လို့လဲဦးလေးဆက်စုတယ်လို့တော့မထင်ပါနဲ့ဗျာအေးပါကွယ်ငါတူလွန်ခဲ့တဲ့3နှစ်ကဘာဖြစ်ခဲ့လဲဆိုတော့အဲ့တုန်းကတရွာလုံးအလင်းခံလိုက်ရလို့ကွယ်ရွာထဲကိုဆေးစရာရောင်ရောင်ဘာရောင်ရောင်နဲ့ဆရာတပည့်2ယောက်ရောက်လာဘူးလေရွာသားတွေအားလုံးကမော်ဆိုးအလုံးနဲ့စားဝင်နေရေးဖြည့်ရှင်းရပြင်မယ်အများစုကဗုဒ္ဓဘာသာဝင်နေကွယ်စင်းရဲပေမဲ့ရိုးရိုးသားသားပဲနေထိုင်စားတော့ကြတာအေးအက်ဆီယာဆိုတဲ့လူတွေကရွာထဲမှာဆေးလေးပါလေးကုပြပြီးတော့ကုတာလည်းပျောက်ကြစကားပြောလေးတွေကလည်းကောင်းတော့တရွာလုံးကလူရိုးတွေကြီးပဲမို့လို့သူတို့ကိုယုံကြည်အားကိုးမိကြတာပေါ့မကြပါဘူးတကောင်းသားတွေကဒီရွာမှာကဆုတစ်ခုကြာလာနိုင်တယ်အားလုံးဒုက္ခရောက်နိုင်တာမို့တရွာလုံးအစီရင်တစ်ခုကိုလိုက်နာရမယ်ဘာညာနဲ့ပေါ့ပြီးတော့တရွာလုံးဝါဆိုလာပြီးနေကြအိမ်ထဲကအိမ်အပြင်မထွက်ကြနဲ့ဘာအတန်ကြထွက်မကြည့်ကြနဲ့ထွက်ကြည့်မိရင်ကတ်ဆိုးကြပြီလို့ပြောကြတယ်ဆိုတော့အဲ့ဒီနေ့ရောက်လာတော့ညမောင်တာနဲ့ရွာသားတွေလည်းတကားတွေပိတ်အကုန်အိတ်ကြရတာပေါ့နောက်နေ့မနေ့လည်းမိုးလင်းရောတရွာလုံးကမွေးထားတဲ့ကျွဲတွေနွားတွေကြက်တွေအကုန်ပြောက်ကုန်တာပဲအဲ့ဆေးဆရာကောင်တွေလည်းဘယ်မှရှာမတွေ့တော့ဘယ်ဟုတ်မလဲတကောင်းသားတွေကတခိုးအကြီးစားတွေဖြစ်နေရော
တောထဲမှာအသင်းဆောင်နေတဲ့သူတို့တခုအဖွဲ့တွေခေါ်ပြီးတော့တရွာလုံးကသူရိษံတွေအကုန်မသွားကြတာအဲ့ကလေးကတရွာလုံးကလူစိမ့်ဆိုရင်သိမယုံကြည်ကြတော့တာ ကြားရတာစိတ်တော့မကောင်းပါဘူးတကားကြီးရဲ့နေရာတိုင်းမှာလူဆိုးလူကောင်းထွန်တွဲနေတတ်ကြတော့တခုခုဆိုကိုရွာသားတွေအချင်းချင်းအရင်တိုင်ပင်ကြပေါ့တခုခုဆိုရင်စဉ်းစားချင်းချင်းပြီးယုံတင်တာအောင်မှယုံလိုက်ရင်အမှားနဲ့တော့တာပေါ့ဦးစင်လည်းအသိပညာပေးနိုင်တယ်လို့တကားကြီးတို့ရွာကိုကောင်းမှုပြုခဲ့ပါမယ်ရွာတကြီးအိမ်မှာအရှိဝိမလာတို့စကားပြောနေတော့ရွာတွေကနေငိုယိုတန်တွေစူညံစွာထွက်ပေါ်လာခဲ့တယ်ဗျအိမ်ငယ်လေးတစ်လုံးရဲ့ရှေ့မှာအသက်20ဝန်းကျင်ရှိတဲ့လူငယ်လေးတဦးကမြေကြီးပေါ်မှာဒူးထောက်ပြီးရှိုက်ကြီးတငယ်ငိုကြွေးနေခဲ့ပါတယ်ပြောရမယ်ဆိုရင်တော့အဲ့ဒီမနက်ခင်းဟာပေါ့ဗျာအိမ်လေးရဲ့ဝရဏမှာအမေဖြစ်သူတို့ဖွားမိကတားဖြစ်သူစိုင်းမောင်ရဲ့စုပ်ပြဲနေတဲ့အမဲလိုက်အင်ဂျီကိုဖားသေးချုပ်လုပ်ပေးနေခဲ့ပါတယ်စိုင်းမောင်ကတော့အမေရဲ့ညောင်းညာနေတဲ့ခြေထောက်တွေကိုဖြည်းဖြည်းချင်းနှိမ့်နယ်ပေးနေခဲ့တယ်ဗျလိမ်မာလိုက်တာအမေတို့ဘဝဆင်းရဲတယ်ဆိုပေမဲ့သားတို့သားလိမ်မာလေးရှိနေတော့အမေအတွက်ယရနာတပါးလိုပါပဲကွယ် ဒီမှာအမေသာကြမ်းကြမ်းမာရှိနေရင်သားအတွက်လောကကြီးကအမြဲလှပနေမှာပြီးတော့အမေပင်မမတ်လုပ်တယ်မလုပ်ပါနဲ့တော့သားတယောက်လုံးရှိနေတာပဲသားရှာကြွေးပါမယ်နော် အမေသားအတွက်ဆိုရင်အမေအားရှိပါသေးရဲ့ကွယ်ပြောမှတတိရတယ်ကဲအမေတော်တဲ့ခဏသွားပြီးတော့ထင်းချောက်လေးသွားရှာလာအောင်မယ်နော်သားအတွက်ညနေစာချက်ဖို့ပြင်ဆင်ထားပေးခဲ့မယ်တားဖြစ်သူလည်းတားမရတော့အမေဖြစ်သူကိုဒီအတိုင်းသာကြည့်နေခဲ့ပါတယ်ညနေ3 နာရီရှိပါပြီစိုင်းမောင်ညနေအထိစောင့်နေပေမဲ့ဒေါ်ဖွားမေပြန်မလာသေးပါဘူးစိုင်းမောင်စိတ်ပူပြီးရွာသားတွေနဲ့တောထဲလိုက်ရှာတော့သွေးဆိုးနေတဲ့ထင်းစည်းနဲ့အေးရမကြားကြီးတကောင်ရဲ့ခြေရာတွေကိုပဲတွေးခဲ့ရတယ်ဗျသူ့အမေကိုတော့ဘလို့မှရှာမတွေ့ခဲ့ပါဘူးကျွန်တော်မေကိုအဲ့ဒီကြာတတ်သွားတာပဲဖြစ်မယ်ဗျာကျွန်တော်အဲ့ဒီကောင်ပြန်တတ်မယ်ပြန်မတတ်ရမချင်းမကျေနပ်နိုင်ဘူးတွေ့ရင်တော့တေဖို့တာပြင်တော့တကားလေးစိတ်ကိုထိမ့်ပါကွယ်ဒေါသနောက်ကိုလိုက်ရင်အမားတွေပဲကြုံရလိမ့်မယ်ကွယ်မိခင်အတွက်စိတ်မကောင်းဖြစ်တာကိုကိုတော့နားလည်ပါတယ်ဒါပေမဲ့ကလေးစားချေချင်းကအပြစ်မှန်မဟုတ်ဘူးကွယ်အရှင်ဖေဟာတပည့်တော်ရဲ့မေတော့သွားပါပြီဖေဟာတပည့်တော်ရဲ့ဘဝမှာဒီမေတယောက်ပဲရှိတာဖေဟာအခုတော့အဲ့ဒီသားရဲ့လက်ချက်နဲ့တပည့်တော်သူ့ကိုသွေးကြွေးဆက်မအောင်ဖြစ်မယ်ဖေဟာပြောဆူနဲ့စိုင်းမောင်ကလမ်းကိုလက်ကဆွဲကင်ပြီးတောဘက်စီထွက်သွားခဲ့ပါတယ်တကားနဂါဒီတကားလေးကဒေါသမျက်လုံးနဲ့ဆိုတော့အနေကိုမြင်မှာမဟုတ်ဘူးသူ့ကိုကူညီဆောင်ရှောက်ဖို့တကားလိုက်သွားပေးပါကွယ်အကျန်းနည်းနဲ့မဖြေရှင်းပဲအတက်နိုင်ဆုံးဉာဏ်ပညာနဲ့ဖြေရှင်းမှုကြိုးစားပါနော် ဒီမှာဗျာတကယ်တော့သူ့ကိုအန်နီမဖြစ်အောင်ကာကွယ်ပေးပါမယ်ဗျာ ဒီလိုနဲ့ပဲစိုင်းမောင်ရဲ့နောက်ကိုနဂါးလေးအမြန်လိုက်ပါသွားခဲ့ပါတယ်အရှင်ဝိမလာကတော့ရွာထဲမှာပဲကြံခဲ့ပြီးသူတို့နှစ်ယောက်အတူမေတ္တာပို့တာနေခဲ့တယ်ဗျတောထဲရောက်တော့စိုင်းမောင်ကသူ့ရဲ့မဆိုးလန်းစဉ်အတိုင်းကြားချီယာခံရင်နေရာတစ်ခုမှာရက်ခဲ့လိုက်တယ်ဗျအကိုဒီကြသားမမဟုတ်ဘူးသူဒီနေရာတစ်ဝိုက်မှာပုံနေလောက်တယ်ကန်ကောင်းစွာနဲ့ခြေလက်အနှဲငယ်ဆက်လျှောက်လိုက်တော့တခြားမုတ်ဆိုးတွေတိဆောက်ထားခဲ့တဲ့မျောစင်တစ်ခုကိုစိုင်းမောင်တို့တွေးလိုက်ရတယ်ဗျတော်ရီတစ်ခုလုံးမှောင်မိုက်နေချိန်မှာပရိသတ်တက်နဲ့အကောင်သေးသေးလေးတွေရဲ့အတန်ကိုကြားနေကြရပါတယ်အဲဒီနောက်အတော်ကြာတော့
သူတို့မျောစင်အောက်ကိုတောဝက်ရိုင်းကြီးတစ်ပေါင်ရောက်လာခဲ့တယ်သူကမျောစင်တိုင်းကိုသူ့အစွမ်းနဲ့အားကိုဝင်ဆောင်တော့တယ်မျောစင်တစ်ခုလုံးရိမ့်ထိုးလာခဲ့ပါတယ် ညီလေးမင်းဒီအပေါ်မှာပဲနေဒီကောင်ငါရှင်းမယ် အဲဒီနောက်မှာတော့တောဝက်ထွက်ပြေးလို့သိမ့်မကြဘူးငကားလေးရဲ့နောက်ကနေသူတို့စောင့်နေတဲ့တမန်ကြားကြီးပေါ်လာတယ်တာမန်ကြားတွေထက်နှစ်ဆလောက်ကြီးပြီးသူ့ရဲ့အကြည့်တွေကလူတစ်ယောက်လိုညံများတဲ့အကြည့်မျိုးနဲ့ပေါ့ဆိုင်မောင်ကလှမ်းနဲ့ပြစ်လိုက်ပြီးမြဲတမန်ကြားကရှောင်လိုက်ပြီးမျောစင်မော်ကိုခုတ်တက်ဖို့ကြိုးစားနေခဲ့ပါတယ်တမန်ကြားသူ့ကိုပြီးတတ်ဖို့ခိုးအုပ်လိုက်တဲ့အချိန်မှာပဲရွာဘက်ကနေရွှေရောင်အလင်းတန်းတစ်ခုကလျှက်စီးလိုပြေးဝင်တမန်ကြားကိုထိမှန်သွားခဲ့ပါတယ်အဲ့ဒါကတော့အရှင်ဝိမလာရဲ့မေတ္တာတက်ပါပဲ လိုက်သွားရအောင်စိုင်းပါဒီကောင်ကိုလှုပ်ပေးလို့မဖြစ်ဘူး ငကားလေးကဆိုင်းမောင်ကိုလှမ်းခေါ်ပြီးတမန်ကြားပြေးရနောက်ကိုထက်ချက်မကွာလိုက်ပါသွားခဲ့ပါတယ်တမန်ကြားချီယာတွေကတောနက်ထဲကကြောက်ကူကြီးတစ်ခုရှိရာတောင်ကုန်းဘက်ကိုဥတီသွားနေခဲ့ပါတယ် ကဲကြပါဦးကွယ်ကြိုက်ကြိုက်တော့မယ်ကဲကြပါဦး ငကားလေးတို့အတန်ကြားရကိုအပြေးသွားကြည့်လိုက်တော့ကြောက်ကူဝမှာအဖိုးအိုရသိတစ်ပါးကိုတွေးလိုက်ရပါတယ် အဲ့အောင်ညီလေးမင်းငါအနောက်ကနေပဲလိုက်ခင်နော်ငါတို့ဒီရတိကိုကဲမဖြစ်မယ် အရှင်ဝိမလာကတော့တခုခုကိုသတိထားမိလိုက်တယ်လို့မျက်မှောင်ကျုပ်ပြီးအကဲခတ်လိုက်တယ်ဗျဒါပေမဲ့နောက်ကျတော့ပါပြီငကားလေးတို့ရေသေးကြီးအနောက်ရောက်ထားနေရေသေးကြီးကမဲပြိုးတစ်ချက်ပြုတ်လိုက်ပြီးလက်ထက်ကတောင်ဝေးကိုမြေကြီးဆောက်ချလိုက်တယ်ခုနရံမုန်းနေတဲ့တမန်ကြားကြီးကလည်းချက်ချင်းပဲအိမ်မွေးကြောင်တစ်ကောင်လိုရသေးရဲ့ခြေရင်းမှာငြိမ်ဝက်သွားခဲ့တယ်ဗျ အတော်အားတဲ့ကောင်းတွေဒီမာယာလောက်ကိုခန်းလိုက်ရပြီပေါ့မင်းတို့ကတမန်เจ้าကိုနိုင်ရင်ပြီးပြီထင်နေရတာဒီကြားငါမွေးထားတဲ့အကောင်ကွာဟေးရောက်လာတော့လေအမြန်အဆုံးသတ်ရတာပေါ့ဟိုဖုန်းကြီးဘယ်ရောက်သွားလဲထွက်ခဲ့လေကွာမင်းတို့ဘာအတွက်ဒီတောတွေကိုရောက်နေတာလဲဆိုတာငါသိထားပြီးပြီမင်းတို့လိုက်ရှာနေတဲ့စေးချမ်းကိစ္စပေါ်သေးသေးထင်လို့လားငါတယ်မဟုတ်ဘူးကွာငါထက်တော်တဲ့တက်တဲ့ဆရာတွေမှာအများကြီးပြန့်နေပြီမင်းတို့ဘလို့ပြန်ယူမှလဲဒါပေမဲ့အခုမင်းတို့ငါလက်ထဲကိုရောက်နေပြီဆိုတော့ငါပဲမင်းတို့အဆုံးသတ်ပေးလိုက်ရတာပေါ့အဲ့ဒါကအရှင်ဝိမလာတို့ပျောက်ဆုံးနေတဲ့စေးချမ်းတရားတွေကစီတလုံးချမ်းပါပဲဖုန်းကြီးကိုဘာသာဖုန်းကြီးเจ้าမှမနေနိုင်ဘူးလူတွေကြားထဲကိုဝင်ရှုပ်ချင်နေတာသေဖို့သာပြေးထား
တကားကြီးအကုသို့အလုပ်တွေကိုရပ်တန်းရက်လိုက်ပါတော့မဟုတ်ရင်တကားကြီးပဲပြန်ခံရလိမ့်မယ် ဘာမလေးမင်းအများငါ့ကိုတရားလာချနေသေးတယ် ရသေးကဒေါသထွက်ပြီးပုံမှန်ရုပ်ကနေသူ့ရဲ့မူရင်းရုပ်ဖြစ်တဲ့မျက်နှာတစ်ချမ်းပုံမဲနေတဲ့အောက်လန်းဆရာအသွင်ပြောင်းလဲလိုက်ဣတိပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္မန္နောတုကတောလောကံအနုတ္တရောပုရိသဓမ္မသတ္ထာတိဝမနုဿံဘုဒ္ဓောဣတိပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္မန္နောတုကတောလောကံအနုတ္တရောပုရိသဓမ္မသတ္ထာတိဝမနုဿံဘုဒ္ဓောဘဂဝါဣတိပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္မန္နောတုကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတတ္ထာဒေဝမနုဿံဘုဒ္ဓောဘဂဝါတိမဖြစ်နိုင်ဘူးငါအစွမ်းတွေကိုဖြိုခွင်းနိုင်တယ်ဟုတ်လား ဣတိပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္မန္နောတုကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿံဘုဒ္ဓောဘဂဝါတိဒီကိုတော့တာမန်မဟုတ်ပါလား အောက်လန်းဆရာကအံ့အားသင့်သွားပြီးကြောက်ကူဝစီနောက်ဆုတ်သွားခဲ့ပါတယ်တကားနဂါတမန်ကြောက်ထိန်းထားပါဒီတကားယူဦးစင်းဆုံးပါပြီတင်ရှိတပါသာသနာသွေးတော်စီဝေသံဃာတော်ဗျာလူတွေကြိုးတဲ့ဘုသူစေနာထိတ်ထားစေတံတရားပြောင်းရှာအရှင်ဝိမလာအရှင်ဝိမလာအရှင်ဝိမလာစေတံတရားပြောင်းရှာအရှင်ဝိမလာအရှင်ဝိမလာအရှင်ဝိမလာစေတံတရားပြောင်းရှာတမဟုတ်ချင်းပါပဲအောက်လန်းဆရာရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းမာတောင့်လာခဲ့တယ်ဗျသူ့ရဲ့ခြေထောက်ကစပြီးကြောက်သားအယောင်ပြောင်းလာခဲ့ပါတယ်နောက်ဆုံးမှာတော့မျက်နှာပါမချမ်းတကိုယ်လုံးကြောက်ရွံ့ကြီးအဖြစ်ပြောင်းလဲသွားပြီးကြောက်ကူဝမှာမတ်တက်ရက်လျက်သားကြောက်ရွံ့ကြီးဖြစ်သွားခဲ့ပါတော့တယ်တမန်ကြားကြီးလည်းသူ့သခင်အဖြစ်ဆိုးကိုမြင်တော့ကြောက်လန့်ပြီးတောထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ပြုလို့သူရဲ့အကျိုးပေးပါပဲလေမကောင်းမှုပြုသူဟာမကောင်းမှုရဲ့ဒဏ်ကိုခံရစမြဲပါပဲ
အဲဒီတော့မှပဲနဂါးလေးတို့နှစ်ယောက်တမန်ကြားပြေးသွားတဲ့ဘက်ကိုလိုက်ရင်းခြုံရွယ်တွေကြားထဲမှာဒေါ်ဖွားမေရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုတွေ့ရှိခဲ့ကြပါတယ်ရွာပြန်ရောက်တော့ဝမ်းနည်းမှုတွေနဲ့အတူဒေါ်ဖွားမေရဲ့ဇာပနကိုကျင်းပခဲ့ကြတယ်ဗျတကားမတို့လောကမှာအမုန်းကိုအမုန်းနဲ့တုံ့ပြန်ရင်အမုန်းတွေပဲတိုးပွားလာမှာကွခန္ဓာတရားဆိုတာဖြစ်ပြီးရင်ပြည့်ရစမြဲပဲမှုပူဆွေးတော့ကရောက်မနေပဲနဲ့ကွယ်လွန်သူအတွက်ကုသိုလ်ကောင်းမှုပြုပေးတာကသာအကောင်းဆုံးဖြစ်ပါတယ်ကွနော်ဒေါသကိုမေတ္တာနဲ့အနာယူကြပါဒါမှသာအားလုံးအတွက်ငြိမ်းချမ်းမှုကိုရကြမှာကွဒီလိုနဲ့ပဲအရှင်ဝိမလနဲ့နဂါးလေးတို့ဒီတောတွင်းရွာလေးမှာရက်အနှဲငယ်တဲခုဖြစ်သွားခဲ့ပါတော့တယ်သူတို့ရဲ့ဘာမဲ့စေချမ်းရှားပုံတော်ခရီးကတော့ခိတ္တရန်နာလျက်ပေါ့ဗျာ